တခါကတစ်တောတွေတောင်တန်းတွေကာယံထားတဲ့အေးချမ်းလှပတဲ့ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာတာကောင်ဆိုတဲ့လယ်သမားကြီးကအပင်စိုက်တာဝတ္တနာပါတယ်။ကလေးတွေကိုလည်းတစ်ပင်တစ်တောတွေကိုချစ်တတ်ဖို့အမြဲတင်ပေးတယ်။ အပင်လေးတွေစိုက်ရင်မြေကိုနက်နက်တူးရမယ်အမြင့်မကျိုးအောင်ဂယုစိုက်ရမယ်ပတ်ပတ်လည်းမြေဖုံးပေးရမယ်စိုက်ပြီးရင်ရေများများလောင်းရမယ်တစ်ပင်လေးတွေကိုခြံလေးကပေးရမယ်တပတ်နှစ်ပတ်ဆက်တိုက်ရေထည့်ပေးမှတစ်ပင်တန်ဆွမ်းမယ် အရိပ်ရမယ်လေတက်ရမယ်စားဖို့အသီးအရွက်တွေရမယ် တနေ့တော့ရွာလေးစီတစ်ကုမ္ပဏီတစ်ခုရောက်လာပြီးစီးမဲ့ကမ်းမဲ့တစ်တွေကိုခုတ်တယ်။တစ်တောတွေပြုံးတီးသွားတော့ရွာလေးဟာဘေးအန္တရာယ်တွေအမျိုးမျိုးနဲ့ဒုက္ခရောက်ရတယ်။ဒါကြောင့်တာကောင်ဟာရွာလေးကိုကယ်တင်ဖို့ရွာသူရွာသားတွေကိုပြန်စီယုံတယ် တစ်ပင်ဆိုတာမိုးရေကိုထိမ့်ပေးတယ်လို့မြေစီတက်ကိုထိမ့်ပေးတယ်အပူကိုလျှော့ချပေးမယ်မိဘေးရေဘေးမုန်တိုင်းဘေးတွေကိုကာကွယ်ပေးမယ်တားဆင်မြေဆက်အတွက်အကျိုးကျေးဇူးတွေအများကြီးကြံခဲ့မယ်ဒါကြောင့်အားလုံးပူးပေါင်းပါစို့ဒီတစ်ပတ်ပဲစတင်ဆိုင်မယ်တစ်ပင်တစ်ပင်စိုက်တာနဲ့ကျွန်တော်တို့အနာဂတ်သားရတိုးတက်စေတယ်လို့တတိပြုပါ ။တရွာလုံးကတစ်ပင်တစ်တောရဲ့အရေးပါမှုတဘာဝဘေးအန္တရာယ်တွေကာကွယ်ပေးနိုင်မှုရာသီဥတုကိုထိန်းညှိနိုင်မှုတစ်တောထွက်ပစ္စည်းတွေနဲ့ဝင်ငွေရှာနိုင်မှုတွေကိုနားလည်သွားပြီးကလေးလူကြီးအားလုံးတစ်ပင်တစ်တောတွေကိုအသက်ထက်ဆုံးကာကွယ်သွားတဲ့ကွယ်ဒီလိုနဲ့ပျက်စီးလူနီးနီးရွာလေးဟာပြန်ပြီးအေးချမ်းသာယာသွားပါတော့တယ်။